အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမိုးလေးရလေရွာနေရဆိုတော့ချက်ချက်တော့ကိုချင်းကန်စာဟင်းလီချက်စာဖြစ်ခဲ့ပါတယ်ခင်ဗျာပထမဦးဆုံးဘွားဆူနေတဲ့ရင်ရွေးကိုရေစေးတန့်စင်ထားတဲ့ချက်ချက်တော့တွေကိုထည့်ပါမယ်ခင်ဗျာပြီးတော့ရင်ချက်ချက်တော့ညီနံပြောက်ရန်အတွက်ကျွန်တော်တို့ရှောက်ရွက်ကိုလည်းထည့်ပြီးတော့မှ9မိနစ်လောက်ပြုတ်ထားလိုက်ပါမယ်ခင်ဗျာအခုလိုမျိုးအပေါ်ရန်ကနေအမြုပ်တွေတက်လာပြီဆိုရင်တော့ချက်ချက်တော့တွေကိုဆဲပြီးတော့မှရေစီးတန်းစင်ထားလိုက်ပါမယ်ခင်ဗျာဒီနေရာမှာချက်ချက်တော့တွေကိုမဆဲဖြစ်ဘဲနဲ့အပေါ်ရန်အမြုပ်တွေခတ်ပြီးတော့မှဆက်ချက်လို့လည်းရပါတယ်ခင်ဗျာရေစီးတန်းစင်ထားတဲ့ချက်ချက်တော့တွေကိုကျွန်တော်တို့ဦးလေးကိုထည့်ပါမယ်ခင်ဗျာအနမ်းနဲ့ရစာအတွက်စပလင်းချင်းရှောက်ရွက်ပရဲကောနဲ့ကြက်သားမုံစားငါးငှက်ပြားရည်နဲ့မကြီးသီးတို့ကိုထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ချက်သားတွေရေမြုပ်တဲ့အထိကိုရေထည့်လိုက်ပါမယ်ခင်ဗျာမကြီးသီးအစားဥချကန်ဒီမှာတမယာသီးကိုညှစ်ထည့်လဲရပါတယ်ခင်ဗျာအခုလိုမျိုးအနေထားရောက်ပြီဆိုရင်ကျွန်တော်တို့ထည့်ထားတဲ့ဟင်းခတ်မှုချန်တွေကိုထုတ်ပြင်လဲရပါတယ်ခင်ဗျာနိုင်ရွယ်45မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့ကြက်တုံဖြူနဲ့ငရုတ်စီစိမ်းထောင်းလာတာကိုကျွန်တော်တို့ထည့်ပါမယ်ခင်ဗျာအရသာအနေနဲ့ကတော့မိမိစိတ်ကြိုက်ပြင်ပြီးတော့မှသုံးဆောင်နိုင်ပါတယ်ခင်ဗျာငရုတ်သီးရဲ့မှုန်းနှဲနဲ့နေပြောက်ပြီးမွေးလာပြီဆိုရင်တော့ကျွန်တော်တို့ဥချလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့မူရသည်နဲ့လိုက်ပတ်တဲ့ရှူရှဲချက်ချောက်ချင်းဆိုင်ကြီးလေးကိုရပါပြီခင်ဗျာ